ကြားရနော် okay ဟုတ်ပြီအဲ့တော့ main ကတော့ခုနလိုပဲကိုတို့တကယ်တမ်းဒီ video လောက်တာ Patricia နဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေရှိနေတယ်ဆိုလို့ပေါ့နော်ဒါလေးတွေ့ရတဲ့အတွက်ကိုတို့ဒါဒီစိုးရိမ်နေတဲ့လူတွေလည်းမစိုးရိမ်အောင်လို့ကိုတို့ဒါဒီ video လောက်တာပေါ့နော် main ကအဲ့တော့okay so go ahead Patricia အနေနဲ့ what do you want to say question ပထမဆုံးပြောချင်တာကကြတော့ဒီအတန်ဖိုင်တွေစထွက်လာတဲ့အချိန်မှာပေါ့နော်စချင်းထွက်လာတဲ့အတန်ဖိုင်ထဲမှာပါတဲ့အတန်ပေါ့နော်အခုမလုံနဲ့ဆိုတာပေါ့အဲ့ဒါကိုအများစုကထင်နေကြတာကြတော့ sexual assault တို့ဒီ sex တို့ဘာလို့လဲပတ်သက်တဲ့ဟာလို့ထင်တယ်ပေါ့နော်တကယ်တမ်းတော့ဘာမှမဟုတ်ဘူးဖုန်းကိုတကယ်တမ်းတယောက်နဲ့တယောက်ကြာဖုန်းကိုလူလိုက်တဲ့အချိန်မှာတန်ထွက်လာပေါ့နော်အဲ့တော့အဲ့ဟာတွေပေါ်မှာတကယ်တမ်း sexual assault ဆိုပြီးတော့ title တွေထည့်တယ်ပြီးတော့ media တွေကလည်းတကယ်တမ်းအကြီးတွေဆန့်တယ်အဲ့တကယ်တမ်း main ကဒီပွဲရဲ့တကယ်တမ်း main ကကြာပါလဲဆို attention လူတွေကကြားထဲမှာအရန်လူချင်လို့ပြီးတော့မဟုတ်တဲ့ဟာတွေကိုထည့်ရေးပြီးတော့ခေါင်းစဉ်တွေခေါင်းစုံနဲ့ရေးပြီးတော့ပွဲကြီးဖြစ်လာပါတော့တကယ်တမ်းဘာမှမဟုတ်တဲ့ဟာအဲ့နေရာလဲတကယ်တမ်းyou can talk about the conversation it's a private conversation အဲ့ဒီကလည်းဟုတ်တယ် private conversation မှာကိုထင်လိုက်တာနှစ်ကိုကြားပြောတဲ့ conversation နဲ့ထင်လိုက်တာပေါ့နော်လို့ထင်ပြီးတော့စကားတွေကိုဟိုမစင်မကြေထင်တာတဲ့ပေါ့နော် private conversation ဆိုပြီးတော့ပြောတာပေါ့ private conversation မှာနှစ်ကိုကြားပြောတာဆိုပြီးတော့ကိုလည်းဟိုအကုန်လုံးထွက်သမျှတွေမစင်မကြေပြောလိုက်မိတာပါထင်တာလားပါလေတကယ်တမ်းထင်တာလား private conversation ဆိုပြီးတော့နင်းကိုပြောရလားအဲ့ဒါကို clarify လို့ private လို့ပြောတယ်ဟို live နေတဲ့အချိန်ကိုကြားမှာဆိုရင်လေပြောတော့မှဟိုကတဲ့မကြားရဘူးတဲ့အဝေးမှာလာပြောတာတဲ့ဆိုတော့ okay ဆိုပြီးတော့ကိုလည်းဟိုထွက်သမျှတွေအကုန်လုံးအတွင်းရေးတွေရောအစုံပဲပြောလိုက်မိတာပေါ့နော်ဒါပေမဲ့နောက်တော့မှ public ကြီးမှာတင်ခံရတာဖြစ်နေတာဆိုတော့မနိုင်ပြောရင်ရှက်တယ်ပေါ့နော်main ကတော့တကယ်ခုနပြောချင်တာကတော့အဲခုနလိုပဲဒီထဲမှာပေါ့နော်almost rape တို့ဒီပြောခဲ့တဲ့ဟာတွေကလည်းခုနလိုပဲအကိုဒါမျိုးကြီးကောင်းလည်းမဟုတ်ဘူးဒါမျိုးလုပ်တဲ့ဟာလည်းမဟုတ်ဘူး तू ကအကိုနဲ့ရန်ဖြစ်ပြီးတော့ तू ကအဲ့မှာ emotion လားပါလား emotional ဖြစ်ပြီးတော့ तू ဒါတွေကိုပြောပြတယ်ပေါ့နော်ဒါပေမဲ့ခုနလိုပဲကို clarify တက်လို့ချင်တယ်ကိုနဲ့သူနဲ့ကြာမှာပါ sexual assault မှလည်းမရှိသလိုပါ raping မှလည်းမရှိဘူးအဲ့ allegation တွေဒီဟိုမှာဟို hotel ထဲမှာထည့်ပြီးပိန်းကျုံတာပိတ်ပါလေပိတ်ပြီးတော့ဟိုအဲ့တော့မှကျင့်နေတာတို့ဘာတို့ပေါ့နော်အဲ့ဒါကြီးဆိုတာလုံးဝမဟုတ်ပါဘူးဘယ်လိုလုပ်ဖြစ်နိုင်မှာမလေးရှားလို hotel မှာဘိုးတို့ကတကယ်တမ်းအကိုလည်းအဲ့လိုမျိုးကောင်းမဟုတ်ဘူးပြီးတော့ main ကလေးတယောက်ကိုရဖို့အတွက်အဲ့တော့မှကျင့်ရမယ်ကောအိန္ဒိယပြန်ဖို့ဆောင်ဟိုမပြန်နဲ့ဆိုပြီးတော့အဲ့ပေါ့အဲ့ဒါတော့တကယ်တမ်းတော့ ticket ပြောင်းတာတို့ဘာတို့အဲ့ဒါတွေကအဲ့အသေးမွားလေးတွေအကြီးတွေတကယ်တမ်းဘာမှမဟုတ်ဘူးစကလုံးတွေကအကြီးတွေဖြစ်နေတကယ်တမ်းဘာမှမဟုတ်တဲ့ဟာတွေနဲ့အဲ့တော့နောက်တစ်ခုကလည်းခုနလိုပဲသူကလည်းဒါ emotional ဖြစ်တဲ့အချိန်ကျရင်အဲ့လိုမျိုးစကားတွေအဲ့လိုတွေထွက်တဲ့အချိန်မှာဟို private ဆိုပြီးတော့ပြောတယ်ပြီးရင်ချက်ပြီးတော့ပြင်တယ်ပေါ့နော်ပြီးတော့ဒါလည်းသိတဲ့အတိုင်းပဲအဲ့ Roshan ဆိုတဲ့ကောင်အခုကြောင်ပဲပြောတယ်သူကတကယ်တမ်းဟို attention လိုချင်လို့လားဘာလားမသိဘူးသူ့ဘဝသူ့ဘဝအကိုပဲတကယ်တမ်း main ကအဲ့တော့အဲ့ဒါပေါ်မှာမူတည်ပြီးတော့အဲ့မှာပြဿနာတွေဖြစ်သွားတာပေါ့နော်အဲ့တော့ကျန်တာပါရှိသေးတယ်သူ clarify လုပ်ဖို့ anything else ဟောလေကျောင်းဟိုစပြီးရင်းနှီးရောစားစရင်းနှီးတာဒီအကိုတို့လုပ်တဲ့ဟာတကယ်တမ်းတော့ပထမဆုံးစသိရတော့ခုနလိုပဲကျောင်း project ကိုလုပ်ဖို့အတွက်အဲ့မှာတကယ်တမ်းဒီကျောင်း project အဲ့မှာရင်းနှီးမှုဖြစ်ပြီးတော့မှဒီအကိုတို့ဒီvideo တွေပါရိုက်ဖြစ်တာပေါ့နော်အခုလူတွေရမ်းပြောနေကြတယ်လို့မလေးရှားကိုအရင်တည်းကအချိန်ခါလာဘူးတာဆိုတာလည်းမဟုတ်ဘူးပေါ့နော်ခုနဲ့မှနှစ်ချိန်မြောက်ပဲရှိသေးတာပေါ့နောက်ပြီးတော့အကိုနဲ့ကလည်းဒီကျောင်းချော်ရရိုက်ဖို့အတွက်လာရင်းနဲ့မှစုံတာပေါ့နော်စုံပြီးတော့မှရင်းနှီးသွားတယ်ရင်းနှီးပြီးတော့ relationship ဖြစ်သွားတယ်အဲ့ကနေစပြီးတော့ဒီခုနလိုပဲအဲ့မှာလည်းသူအဲ့လိုမျိုးပေါ့အဲ့ရပေါ်မှာမူတည်ပြီးစိတ်ဆိုးပြီးတော့တချို့ဟာတွေမှာပြောပြတာတော့ဘာလို့တကယ်တမ်းဘာမှမဟုတ်တဲ့အသေးမွားလေးကဒါအကြီးဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းထပ်ပြီး clarify လုပ်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူရှိမှလည်း following ရှိရအခုရှိမှလည်း following ရှိရ right ဒါဘယ်လိုမဆိုတိတ်ခါတွေဂုံတိတ်ခါတွေတကယ်ချတဲ့ပုံစံဖြစ်နေတာပေါ့နော်mainly တကယ်ဘာမှမဟုတ်တဲ့ဟာတွေခုနလည်းခုနပြောလို့ပဲတချို့အတန်လေးတွေကဒါ sexual assault ဆိုပြီးတော့တင်ထားတဲ့ဟာတွေအများကြီးရှိတယ်အဲ့ဒါလည်းတကယ်တော့ဖုန်းကိုလူတဲ့အချိန်မှာဒါသူ့ဘက်ကနေအားနဲ့ဟိုသူဟိုဖြစ်တဲ့အချိန်မှာဒါအတန်ထွက်လာတဲ့ဟာကို sexual assault တို့ sexual allegation တို့ပြီးတော့ဒီအကြီးတွေပုံကြီးချဲ့ပြီးတော့ media တွေပေါ့နော်တကယ်တမ်း media တွေပေါ့ ethics မရှိဘူးပေါ့တကယ်ဘာဖြစ်မှန်းလည်းမသိဘူးပေါ့အကိုတို့ဆိုလည်းကြားထဲမှာလည်းတကယ်တမ်းအကိုတို့မဖြေချင်ဘူးဆိုတော့အကိုအနေနဲ့လည်းအကိုဘာမှလည်းလုပ်ထားရကောင်လည်းမဟုတ်ဘူးအဲ့ဒါအတွက်ကိုကလည်းတကယ်တမ်းဘာမှဖြေချင်စရာမလိုဘူးဆိုပြီးတော့ကိုမဖြေချင်တာပေါ့ဒါပေမဲ့ကိုကတော့စိုးရိမ်နေတဲ့လူတွေရှိတဲ့အတွက်
ဒါကိုရိုအနေနဲ့ဒါ live လုပ်ပြရမှာဒီ video ကဒါရဲမှာလည်းအခု video နှစ်ခုလုပ်ထားရှိတယ် တလောကလုံး daycare လို့ပြောနေအဲ့ဒါရှင်းလို့ Okay အဲ့တော့ဒါလည်းခုနလိုပဲဒီလိုမျိုး daycare တို့ဘာတို့နဲ့လည်းလုပ်တဲ့ဟာမဟုတ်ဘူးကိုလည်း daycare တို့ဘာတို့ပတ်သက်ပေးပြီးတော့ဟိုစားတဲ့ကောင်လည်းမဟုတ်တာဝင်နေလို့ပြောကိုလည်းအဲ့လိုမျိုးကောင်မဟုတ်အဲ့တော့ခုနလိုပဲအကိုလည်းတစ်သက်လုံးသမိုင်းလုံးမှာဘာမှ main ကလေးနဲ့ပတ်သက်ပြီးတော့ physical right physically harm ဖြစ်တာဒီလို sexual assault မရင်းတစ်သက်လုံးမှာမရှိခဲ့ကောင်ရုံးမာလိုက်ကြတာဆိုတာဘာအဲ့ပါလေ nation ရုံးမာလိုက်ကြတာဆိုတာပါအဲ့တိုက်ဆိုင်ဟိုဟာအဲ့ဒီဥစ္စာကတခြားဒီဟို mental abuse နဲ့ပတ်သက်တဲ့ဥစ္စာတွေအကုန်လုံးတွေးမိလိုက်ပြီးတော့ရုံးမာလိုက်ကြတာဆိုရင်ကြားတာဆိုတာအများစုကိုပြောတာပေါ့နော်ဒါပေမဲ့သူဒီ case နဲ့တိုက်ဆိုင်သွားတာဟုတ်အဲ့တော့တကယ်တမ်းဘာမှမဟုတ်တဲ့ဟာပါဒါကိုအခုပြောချင်တာဘာမှမဟုတ်တဲ့ဟာမှာတနိုင်ငံလုံးကြီးဖြစ်သွားတာပေါ့နော်ကြီးဖြစ်သွားတယ်ဆိုတော့လည်းခုနလိုပဲကြားထဲမှာ attention လိုချင်ပြီးတော့ပုံကြီးချဲ့တဲ့လူတွေများတော့ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုအကိုတို့ထပ်ပြီးတော့ clarify လုပ်ချင်တာပါဒါနောက်ဆိုရင်လည်းဒီလိုမျိုးတွေဖြစ်လာရင်လည်းသိအောင်လို့ပေါ့နော်ဒီလို media တွေဆိုတာတကယ်တမ်းခုနလိုပဲဟိုကောင်းစဉ်တွေကိုပုံစံမျိုးစုံလုပ်ပြီးတော့အကိုတို့သိက္ခာတွေချပြီးတော့တင်တဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဟာတွေပေါ်မှာမူတည်ပြီးတော့ဒီပွဲကြီးလာတာစိုးရိမ်မှုတွေလည်းများလာတယ် Anything else? I think is there anything else? Nothing else. Is there anything? မရှိတော့ Okay. အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကိုတို့နောက်ပိုင်းလည်းဖြေရှင်းမှုမရှိတော့ဘူး။ဘာလို့ဆိုဖြေရှင်းစရာလည်းမလိုတော့ဘူး။ဒါလည်း clear ဖြစ်နေပြီပေါ့နော်။အဲ့တော့so ကိုတို့ရဲ့ဒီ relationship ကလည်း whatever it is we're going to be private. We're not going to talk about anything else it is regarding this. ကိုတို့ထပ်ပြီး clarify လုပ်ဖို့လည်းမရှိတော့ဘူး။ခုလောလောဆယ်မှာကဲဆယ်ခြင်းတဲ့ကောင်တွေကဲဆယ်ရေးလည်းမပူပါနဲ့တော့ဘာမှဖြစ်နေရလည်းမဟုတ်ဘူး။အေးဆေးဆေးပါပဲအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကိုတို့မစိုးရိမ်ပါနဲ့တော့ registration နဲ့ပတ်သက်ပြီးတော့စိုးရိမ်ကြလည်းမလို့ဘူးဘာမှကျူးလွန်ထားရလဲလုံးဝမရှိခဲ့ဘူးအဲ့တော့ဒါကျန်တာတော့ I think from me is done anything else for you last word Sure. anything else No. okay အဲ့ဒါဆိုရင်ဒီမှာပဲကိုတို့ end လိုက်တော့မယ်ပေါ့နော် thank you